Hello မင်္ဂလာပါအခုဆိုရင်တော့ကျွန်တော်ရဲ့ part 4မှာ part 3 တင်တယ် part 3ရောက်လာပါပြီ part 3မှာပြသမယ့် shader ကတော့ solar shader လွှဲတာလေးပဲပြပါတယ်ဆို version name ပေမဲ့လေအားလေး part 4ပေါ့နော်ကြည့်လိုက် solar shader အစွမ်းအမခံဒါကဘာလို့ပြလဲဆိုတော့ဒီကောင်ကရေလေးမိုက်ပါတယ်ရေကအပြန်တိုင်းနဲ့တူပြီးတော့ရေကအပြန်တိုင်းနဲ့တူပါတယ်နော်ရေအမြင်ဆန်တော့လာပြီးတိမို့ကြီးလေရောက်လာပြီဒီကောင်အင်းဘာပြလာအောင်မြင်းတော့ကြည့်ပါမကြီးအဲ့လိုမကြီးလူလေးကြည့်လာနော်ဒါပေမဲ့ဆိုးရကတော့ဒါပေမဲ့ဒါလှတယ်ဒါပေမဲ့လေဟိုဟာရင်းနဲ့မတူဒါလှတယ်ဒါကိုကျွန်တော်ကပို့ပြီးလှရလို့တင်တော့ဒါမိုင်းခွက်ဟိုအပြန်တိုင်းနဲ့မတူဆိုမှဒါမိုင်းခွက်နဲ့နဲ့ပို့ဆန်တယ်ဗျာအဲ့တော့ဒီကောင်ကနေရ4000ပုံစံနဲ့တိန်နဲ့4000ပုံစံဖြစ်နေမယ်ဆိုပေမဲ့လေလှရနော်ဒါပေမဲ့ तू လှုပ်ထားတဲ့ရှေ့တာလှတယ်မကြည့်လိုက်အစည်းလေးစုံနေကြည့်လိုက်အဲ့လိုလေးနော်လာမကြည့်တကားလေးကြည့်လိုက်တွားရင်မကြည့်ဆက်နေပြဆက်စတဲဝင်ကြည့်လိုက်ပါမရှိကျွန်တော်ဒါဒီကတော့ခရအဆုံအိုင်းပဲပါတယ်တော့တေဝါဆိုမှခင်ဗျားတို့မသိခင်ပြတော့ဆိုတာအဲကြောင့်ကျွန်တော်ပစ္စည်းကြီးပေါ်နေမိုးရဒီတိုင်းမိုးနေကြည့်လိုက်ပါโอเคနောက်ရှေ့တာတစ်မျိုးနဲ့ပြန်ပြီးဆက်လို့ရှင်းပါမယ်ဒီ6ခုမြောက်ဟာကတော့dress shader ပဲပါတယ်dress shader မှာဆိုတော့နေရပြင်ပါတိုင်းနဲ့တူပြီးတိန်နေရလည်းအပြန်တိုင်းနဲ့တူပြီးရေရလည်းအပြန်တိုင်းတူပါလေဒီမှာလာကြည့်ပါရေရဲ့စီမံပဲမကြီးနေနော်ဝီမောင်နေပြတော့အခုပြန်တက်တော့ဆိုလာရှိတာအဲ့လိုမမောင်ရတယ်ဒီကအပြင်ပအတိုင်းနဲ့တော်တော်လေးဆန်နေဗျာအဲ့ဒီမှာကြည့်အောင်ရှုပြောင်းတခြားလှုပ်နေတယ်လှုပ်နေတယ်ဒါဆိုရင်ကျွန်တော်ရေဘာရှင်းနေပြီမဲ့လေလှရှိတာထည့်လို့မရဘူးဆိုရလူတွေအတွက်village ကိုတွေ့အထူးစီစဉ်ထားတဲ့ဗီဒီယိုပြီးဆုံးသွားပါပြီခင်ဗျာ